မင်္ဂလာပါကျမဒီနေ့ပြောပြမယ်ကျမရဲ့အတွေ့အကြုံတွေကတခုကတော့ကျမရဲ့လုပ်ငန်းတွေပေါ့နော်လုပ်ငန်းလို့ပြောတာတော့လုပ်ငန်းရှင်လို့ထင်နေမှာဆိုလို့ကျမစပြီးတော့လူဘဝတွေရောက်တဲ့အချိန်မှာရင်ဆိုင်ခဲ့ရတဲ့လောကဒဏ်တွေကအကြောင်းအရာတစ်ခုပေါ့နော်အကြောင်းအရာတစ်ခုကဘာလဲဆိုတော့ကျမကမိဘနဲ့အတူဒီလောကအခက်အခဲတွေကိုမိသားစုတာဝန်ထမ်းရတဲ့အချိန်မှာပါဝင်ခဲ့တဲ့အချက်ထဲအလုပ်တစ်ခုပေါ့နော်အဲအကြောင်းလေးပြောပြချင်ပါတယ်အဲ့ဒါကိုလည်းမှတ်တမ်းတင်နေတဲ့သဘောလေးရှိပါတယ်ပေါ့နော်အဲ့ဒါဆိုတော့အဲ့အလုပ်ကလေးကဘာလဲဆိုလို့ရှိရင်အချုံမုံထုတ်တဲ့လုပ်ငန်းပေါ့နော်အချုံမုံထုတ်တဲ့လုပ်ငန်းလို့ပြောလို့အချုံမုံပေါင်တို့ကြီးတွေကိုကျွန်မက production လုပ်တဲ့ဟာမျိုးမဟုတ်ပါဘူးအဲ့လိုမျိုးပေါင်တို့တွေမြင်မှုပါလိမ့်မယ်အဲ့ပေါင်တို့ထဲကနေပြီးတော့အထုပ်သေးသေးလေးတွေခွဲပြီးတော့ဈေးထဲမှာပြန်ရောင်းလို့ရအောင်ကျမတို့ကပြင်ဆင်ပေးရတဲ့တာဝန်ပေါ့နော်အဲ့တာဝန်ယူတဲ့လူတွေဖြစ်ပါတယ်အဲ့ဆိုဒီဟာတွေကိုဒီလက်ကားအနေနဲ့ဒါမှမဟုတ်ဒိုင်အနေနဲ့ပေါ့နော်အဲ့လိုမျိုးဈေးတွေကိုဖြန့်နေတဲ့အလုပ်ယုံတွေအများကြီးရှိပါတယ်အဲ့အလုပ်ယုံတွေကအလုပ်ယုံတစ်ခုမှာကျမအိမ်ကိုယူတဲ့စနစ်နဲ့ပေါ့နော်အိမ်ပေးတဲ့စနစ်နဲ့ကျမအထုပ်တွေကိုစပြီးလုပ်ပါတယ်အဲ့ဆိုကျမအားတဲ့အချိန်ဒါမှမဟုတ်ကျမကြောင်းမတက်ရသေးတဲ့အချိန်ပေါ့နော်10တန်းအောင်ဗီဇာတက္ကသိုလ်သွားနေတဲ့အချိန်မှာကျမတို့ခေတ်ကအကြောင်းတွေခဏပေးတဲ့အခါကျတော့အဲ့မှာအားတဲ့အချိန်တွေရှိတယ်ပေါ့နော်အိမ်ပြန်လာတဲ့အချိန်တွေမှာကျမဒီအချုံမို့ထုတ်တဲ့လုပ်ငန်းကိုဝင်လုပ်ပါတယ်။ဘာကြောင့်လဲဆိုတော့အိမ်မှာအလုံးမရှိကံမရှိထိုင်နေရမယ်အတူကျမဒီအလုပ်ကိုလုပ်လိုက်လို့ရှင်ကျမမိသားစုအတွက်ကိုဝင်ငွေတစ်စုံတစ်ခုကာမိတာဖြစ်တယ်။ဥပမာအပြင်ကျမအတွက်ဒီအရွယ်လေးပေါ့နော်ဆယ်ကျော်သက်အရွယ်လေးမှာဝစ်ချင်စားချင်တဲ့ဟာတွေကိုလည်းတစ်ဖက်တစ်လမ်းဖြည့်ဆည်းပေးရရတယ်ကျမမိဘအနေနဲ့လည်းဒီဟာတွေကိုဘယ်လိုပြောမလဲသူတို့မှရှေ့ဝင်ဖို့တစ်ခုကိုလည်းကျွန်မဖြည့်ရှင်းပြီးသားဖြစ်တယ်ပေါ့နော်အဲကြောင့်မလို့ကျွန်မဒါလေးဝင်ပြီးလုပ်ပါတယ်အဲ့ဆိုဘယ်လိုပုံစံမျိုးလုပ်လဲဆိုတော့ကျမတို့အဲ့မှာဒိုင်နေရှိရပြောတဲ့ဒိုင်နေရှိရပေါ့နော်အဲ့ဒိုင်တွေကိုသွားပြီးတော့ကျမကပထမဆုံးအချုံမုံထုံကြီးကိုတင်ရပါတယ်တင်ရတဲ့ခါကျတော့ဘာမှမတတ်တဲ့လူတယောက်ဆိုတော့ဒီဘယ်လိုပဲဖြစ်အချိန်တစ်ခုပေးပြီးတော့ဒီကတင်တယ်တင်တော့ကျမထင်တယ်ကျမထမနေမှာပဲကျမအလုပ်အထုပ်တော့ပြီးအောင်ထုံနိုင်တယ်ပေါ့နော်အဲ့ထုပ်ကလည်းကျမ100လောက်ထုပ်ရလားမသိဘူးဆိုတော့လောလောဆယ်တော့ထုံနီးတော့တည်သွားတာပေါ့ဒါပေမဲ့အဲ့ထုံနီးတည်ပြီးတဲ့အချိန်မှာကျိုးချင်ကြီးတည်ပြီးတဲ့အချိန်မှာဘာလို့ဖို့လို့လဲဆိုတော့ဒီဟာတွေကိုပို့ပြီးလှအောင်ဘလို့ထုံမလဲပေါ့နော်လူစိတ်ဝင်စားအောင်ဘလို့ထုံမလဲပြီးသွားလို့ရှိရင်လူဘယ်လိုပြောမလဲပိုကြီးအောင်ပေါ့နော်ပြောချင်တာကဒီဟာမှာဒီလက်ဖက်စားစွန်းတစ်စုံနဲ့ကျမတို့ထည့်လိုက်တယ်ဆိုလို့ရှိရင်လက်ဖက်စားစွန်းတစ်စုံနဲ့ကိုပိုပြီးကြွအောင်ကားသွားအောင်ဖောင်းနေအောင်ဘလို့ထုံမလဲဆိုတဲ့ဟာကလေဒါပညာပေါ့နော်ကိုယ့်ရဲ့လက်ကနေပြီးကြိုးချီရတဲ့အချိန်မှာဘယ်လိုပြောမလဲဒီအသုံးချတဲ့လက်ရဲ့ပညာတစ်ခုဖြစ်တယ်ပေါ့နော်အဲ့ဒါလက်ကပဲစကားပြောတာအဲ့ဆိုတော့ကျမကဒီဟာကိုစပြီးတော့ထဲဝင်တဲ့လုပ်ငန်းခွင်တွေကိုရောက်လာတယ်ပေါ့နော်လုပ်ငန်းခွင်တွေရောက်တဲ့ခါကျမမှလည်းဝင်ငွေတစ်ခုရတယ်အဲ့အတွက်လည်းအမတို့ကိုလည်းအမတို့ကူညီပေးတဲ့လူလည်းပြောလို့ရတယ်ပေါ့နော်ကိုယ်တိုင်စူးစမ်းပေးမယ်လည်းကိုယ်ကူညီပေးမဲ့လူရှင်းမှာပဲကျမဒီလုပ်ငန်းခွင်တွေကိုဝင်လို့ရနိုင်တာပေါ့နော်အဲ့ဆိုအဲ့မှာပဲကျမကိုဝိုင်းပြီးတော့တင်ပေးကြတဲ့အလုပ်ရုံကအမလည်းပိုင်ရှင်အမလည်းတင်ပေးတယ်ကျမနဲ့တူကျမဘေးကအမတွေကလည်းကျမအများကြီးတင်ပေးတယ်တင်ပေးတဲ့အခါကျတော့ကျမဒီ body မှာအချုံမုတ်ထုတ်တာလေးကကျမတို့ပထမဆုံးဥဆောင်ပြီးတော့လုပ်ရတဲ့ကျမရဲ့ကိုယ်ပိုင်အလုပ်လေးတစ်ခုလို့ပြောလို့ရတယ်ပေါ့နော်အဲ့ဒီလေးမှာကျမစလုပ်ပါတယ်စလုပ်တော့ခုနကပြောသလိုပဲဆိုတော့ကျမတို့အိမ်နာတစ်ဝိုက်မှာဆိုလို့ရှိရင်ဒီအချုံမုံထုတ်တဲ့လူတွေအများကြီးရှိတယ်အိမ်တိုင်းကခုနကပြောတဲ့ဒိုင်နေလို့ဒီလက်ကားတွေစီမှာပေါ့နော်ကျမတို့ကဆိုတော့အိမ်ဘေးစနစ်နဲ့ဆိုတော့တစ်ခါသွားထုတ်လို့ရှိရင်တစ်ခါသွားပြီးတော့သူတို့စီကပစ္စည်းသွားထုတ်ရတယ်ထုတ်လို့ရှိရင်အတွဲဘလောက်ကိုပြန်အပ်ရတယ်ပေါ့နော်အဲ့ဒါမျိုးတွေလုပ်ရတယ်လုပ်ရတဲ့အတွက်ကြောင့်မို့ကျမတို့ကတစ်ခါရင်10တုပ်499သလိုပေါ့နော်ကျမတို့ပထမတော့2ထုပ်ပေါ့2ထုပ်ကနေ3ထုပ်ကျမပို့ပြီးတော့အညောင်းခံလာနိုင်တယ်ပြီးသွားရင်ကျမလက်လီပို့တွက်လာတယ်ဆိုလို့ရှိရင်ကျမ2ထုပ်ကနေ3ထုပ်3ထုပ်ကနေ5ထုပ်ပေါ့နော်အဲ့ဒါမျိုးယူရဲဆိုတော့ကျမတို့အမေကနေကင်းဘက်ဆိုလို့ရှိရင်အပြင်မှာလှုပ်သွားလို့ရဖြစ်တဲ့အတွက်ကြောင့်မို့လို့သူရုံမသွားခင်အချိန်လေးမှာကျမကိုဒီအထုပ်တွေအဆင်ပြေအောင်ပေါ့နော်အဆိုကျိုးချီကိုကျမကျိုးချီတာတစ်ခုပဲလုပ်တာပေါ့နော်ကျိုးချီတာအသက်ဆိုတော့ကျိုးချီတဲ့ဟာကိုပဲကျမဒိုင်ငံလုပ်တယ်ကျမမေကဒီပစ္စည်းတွေတဲကိုချိန်ဆပြီးတော့ပေါ့နော်ဒီတစ်ထုပ်ဆိုဘယ်နှခုထွက်ရမလဲဆိုတာကိုကျမတို့တိုင်းလိုက်တာပေါ့တိုင်းလိုက်ပြီးတော့ခွဲရဲ့စံနှုန်းတိုင်းတာတိုင်းကိုကျမတို့အိတ်တွေတဲကို plastic အိတ်အသေးလေးတွေကိုကျမပေါင်းထည့်ပြီးတော့ဒီဘန်းနေနဲ့ကျမတို့ထားပေးခဲ့တော့ကျမအိမ်မှာဒီကျမရဲ့အဖွားကိုလည်းကြည်ရတာဖြစ်တဲ့အတွက်ကြောင့်မို့အိမ်မှာလည်းနေရင်အဖွားကိုလည်းကြည်ရင်လုပ်ငန်းတစ်ခုလည်းလုပ်ရင်ပေါ့နော်ကျမဒါတွေကိုလုပ်တယ်ကျမတနေ့လုံးမနာမနေ
အညောင်းခံပြီးတော့ပေါ့နော်လူငယ်ဆိုတော့စိတ်လည်းနည်းနည်းကျမနည်းနည်းစိတ်တက်ပြင်းပြတဲ့အထက်မှာပါတယ်ဆိုတော့ကျွန်တော်ဒါတွေမဖြစ်ဖြစ်အောင်ထုတ်တယ်ရအောင်ထုတ်တယ်ကျမမေအလုပ်ကပြန်လာပြီးအိမ်ပြန်ရောက်လာပြီးဆိုသူရေမိုးချိုးဆိုတော့သူနားပြီဆိုလို့ရှိရင်သမင်းစားပြီးတာနဲ့နားပြီဆိုတော့သူကဒီဟာလေးတွေကိုကောက်ပြီးတော့တွဲပြီးတော့ ready ချိတ်လေးready လုပ်ပေးရုံပဲပေါ့နော်အဲ့ထက်မှာဘာရှိလဲဆိုတော့ကျမမှာဒီထူးချွန်တာလေးတစ်ခုကပါလဲဆိုတော့ဒါလည်းကျမရဲ့အဖေနဲ့တူရလို့ပြောလို့ရတယ်ကျမလက်မှုပညာဆိုရင်ကျမစိတ်လက်စိတ်ဝင်စားတယ်ဆိုတော့ဒီခုနကပထမပြောခဲ့သလိုပဲကျမငြိမ်ပြီးတော့ထိုင်ပြီးတော့လုပ်ရတယ်လို့ဆိုကျမအရင်လည်းစိတ်ဝင်စားတယ်ပြောတယ်ပေါ့နော်ဆိုတော့ဒီအချုံမုံထုတ်တဲ့အထဲမှာလူတိုင်းကဒီအချိုးစားနဲ့ဒီအချိုးစားရယ်ဒီပစ္စည်းရယ်ဒီအိတ်ရယ်ဒီကျိုးရယ်နဲ့ပဲကျွန်တော်ချီကြတာပေါ့နော်ချီကြတဲ့အချိန်မှာဒါပေမဲ့ဘာပြောရလဲဆိုတော့ဒီကျမထုတ်လိုက်တဲ့အထုပ်တွေကဒီပစ္စည်းကိုပဲအတူတူကူထုတ်ကြအောင်တော့ပေါ့နော်ကူထုတ်ကြအောင်တော့ဒီပစ္စည်းရဲ့မှာကျမလက်ကထွက်သွားတဲ့ဒီအချုံမုံထုတ်ကလေးတွေကပို့ပြီးတော့ကော့ပြီးတော့ကြီးသလိုမြင်ရတယ်လို့ရောင်းတဲ့လူတွေကပြောတယ်ပေါ့နော်ဆိုဝယ်သူတွေကဒီသူတို့စီကိုရောက်သွားလို့ရှိရင်ဒီဟာထုတ်တဲ့လူကဘာတူလဲပေါ့နော်ဒီထုတ်တဲ့ထုတ်ကလေးကရမ်းလှတာပဲလို့ပြောတဲ့ခါကျတော့အဲ့မှာပဲဆိုတော့ကျမစီကို demand တွေများလာတာပေါ့နော် demand တွေများလာတော့ဆိုတော့ကျမတို့အိမ်သားအမစီမှာလည်းထုတ်တယ်ကျမနောက်ပိုင်းနေကြတော့ကျမကိုတိုင်ကန်ပေးမဲ့အိမ်တိမ်ရှိလာတယ်ပေါ့နော်တိုင်ကန်ပေးမဲ့အိမ်တိမ်ရှိလာတယ်ရှိရတို့လည်းကျေးဇူးတင်တယ်ပေါ့နော်အဲ့အမတွေရောအကုန်လုံးကိုလည်းကျေးဇူးတင်ပါတယ်လို့ကျမကိုယုံကြည်နဲ့အဲ့အချုံမထုတ်ခွင့်ပေးခဲ့တဲ့လူတွေပေါ့နော်အဲ့လူတွေကြောင့်လည်းကျမမှာကျမစားဝတ်နေရေးဒါမှမဟုတ်ကျမရဲ့ဝေးရေးစားရေးဒါတွေအကုန်လုံးမှာတစ်ဖက်တစ်လမ်းကနေပြီးတော့အင်မတန်မှအကျိုးများခဲ့ပါတယ်လို့ပြီးလို့ရှိရင်ကျမကိုယ်တိုင်ကလည်းကျမဒီထုတ်လိုက်တဲ့အထုပ်ကလေးတွေပေါ့နော်အဲ့ထုပ်ကလေးတွေကပလဲလုံးလေးကိုညီးပြီးတော့ဒီအတွဲလေးတွေမှာမြင်ရတယ်ဆိုလို့ရှိရင်ကျမအရန်လဲစိတ်ချမ်းသာတယ်ပြီးသွားတော့ဒီဘွယ်သူတွေတုံးဆွဲတဲ့သူတွေအကုန်လုံးကလည်းဒီလက်ရာလေးကိုပဲကြိုက်ကြတယ်လို့ပြောတဲ့အတွက်ကြောင့်မလို့ကျမအရန်လဲပီတီဖြစ်ခဲ့ရတယ်ပေါ့နော်အဲ့တော့အချိန်ကာလတစ်ခုထိကျမဒီလုပ်ငန်းကိုဆွဆွမြဲမြဲလုပ်ခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆိုတော့ကျမမှာဒီဒါနဲ့ပတ်သက်တဲ့မှတ်ထင်နေတဲ့အရာလေးတွေအများကြီးရှိခဲ့တယ်အဲ့အတွက်လည်းအရင်လည်းစိတ်ချမ်းသာမိတယ်ပေါ့နော်အားလုံးသိပြီးသားဖြစ်တဲ့အတွက်ကြောင့်ကျမတို့အဲ့ဒီအချုံမုံစားလို့ရှိရင်အခက်ကဆိုလို့ရှိရင်ဆိုတော့ကျမရေးနဲ့စိုးကြိုးတွေရှိတယ်ဒါတွေလည်းအကုန်လုံးသိပြီးသားဒါပေမဲ့ကျမတို့မကင်းနိုင်ကြဘူးပေါ့နော်ကျမကိုယ်တိုင်လည်းအချုံမုံဟိုအတူထုတ်တယ်ဆိုပေမဲ့လည်းကျမအတော်အသင့်ပဲစားတယ်အများကြီးမစားဘူးဒီဘေးထွက်ဆိုကြိုးဖြစ်အောင်လည်းမစားဘူးပေါ့နော်ဒါပေမဲ့အခုအချိန်ဒီမှာတော့ research တွေအများကြီးထွက်လာတဲ့ဟာတွေရှိလာပါပြီရှိလာတဲ့ကြောင့်မို့အချုံမုံရဲ့ကောင်းကျိုးတွေဆိုးကျိုးတွေဆိုတာဟိုအရင်တုန်းကကျမတို့ခေတ်တုန်းကရှိခဲ့ research တွေမှာထွက်လာတဲ့ဒီအကျိုးကြားလက်တွေပေါ့နော်အဆောင်ရန်ရှောင်ရန်အနေနဲ့အခုခေတ်မှာပေါ်လာပြီဖြစ်တဲ့ဒီအချုံမုံရဲ့ဆက်တွေကိုလေ့လာတဲ့သူတေသနာလုပ်ငန်းတွေကနေတဆင့်အချုံမုံကအသာချက်တွေရှိလားအားနည်းချက်တွေရှိလားဆိုတာလေပို့ပြီးတော့အခုခင်မိတဲ့ဒီစမ်းသပ်ချက်တွေလေ့လာချက်တွေသုံးသပ်ချက်တွေလည်းထွက်လာပြီဖြစ်တဲ့အတွက်ကြောင့်မို့လို့အချုံမုံနဲ့ပတ်သက်ပြီးကျမဒီထပ်ပြီးတော့လည်းဒီ research လေးလည်းဒီပေါ့နော်ဒီ research တွေထွက်လာတဲ့အတွက်ကြောင့်မို့လို့လည်းကိုကဒီအချုံမုံစားမိတာပေါ့နော်တချို့ဆိုလို့ရှိရင်စားမိတဲ့အတွက်ကြောင့်မို့လို့ကျမကြီးမကောင်းတာဖြစ်နိုင်တယ်ဆိုတာကိုပြောကြတယ်ပေါ့လေဒါပေမဲ့အခု research တွေရဆိုလို့ရှင်တော့အချုံမုံရဲ့ကောင်းကျိုးဆိုးကျိုးမှာအင်္ဂါ research တွေပေါ်မှာဘယ်လိုမြင်လဲအခု research တွေကတော့ဗတ်မလိုက်တဲ့ research တွေဖြစ်တယ်အကြောင်းမလို့အချုံမုံကဆိုတိုးတွေတကယ်ရှိလားမရှိလားပေါ့နော်အဲ့ဒါမျိုးလေးကျမတို့ဒီမှာရှိတယ်လည်းမပြောချင်ဘူးမရှိလည်းမပြောချင်ဘူးဒါပေမဲ့ကျမတို့အိမ်မှာတော့ကျမတက်တက်ပေါ့နော်ပြီးလို့ရှိရင်ကျမအမေတက်တက်ပေါ့အဲ့ဒါတွေကတော့အချုံမုံတွေကိုနဲ့စားခဲ့ကြတယ်ဆိုပေမဲ့လည်းဟိုပေါ့ကျမရေးဆိုတော့ဒီအချုံမုံကြောင့်ပြီးတဲ့ဆိုကြတော့ကျမတို့မှာတော့တိတ်မရှိဘူးသို့ပါတော့လေတချို့တွေမှာတော့ရှိနိုင်တယ်ဘာကြောင့်လဲဆိုတော့သူရဲ့ compound ပေါ့နော်ဒီ compound က monosodium glutamate လို့ပြောတဲ့အတွက်ကြောင့်မို့လို့ဒီပေါ်မှာကိုယ်နဲ့တက်မတဲ့ဟာတွေဖြစ်သွားနိုင်တယ်ဆိုလို့ရှိရင်ရှောင်ကျဉ်မှုတော့လုပ်ပါတယ်ကျမတော့မတိုက်တော့မှာဘူးဒါပေမဲ့ကျမတော့အချုံမုံမပိုင်မစားနိုင်တဲ့လူဖြစ်တဲ့အတွက်ကြောင့်မို့လို့အတော်အသင့်နည်းနည်းလေးတော့ဟင်းတိုင်းမှာတော့ကျမထည့်စားပါတယ်လို့အခုအချုံမုံအကြောင်းပြောရတဲ့ဟာတော့ကျမအနေနဲ့ကျမဖြတ်သန်းခဲ့တဲ့ဘဝတွေကအမှတ်တိုင်တစ်ခုပေါ့နော်အမှတ်တိုင်ကျမရဲ့ဦးဆုံးအလုပ်ကိုင်းဦးဆုံးအလုပ်ကလည်းမဟုတ်ကျမရဲ့ပထမဆုံးကိုယ်ပိုင်လုပ်ငန်းကိုလည်းမှတ်တမ်းတင်ခြင်းဖြစ်ပါတယ်ပြီးသွားလို့ရှိရင်ဒီအချုံမုံကြောင့်လည်းကျမဘဝမှာအများကြီးအမှတ်တရတွေရှိခဲ့တဲ့အကြောင်းလည်းပြောချင်ပါတယ်အကြောင်းမလို့ဒီဒါလေးကတော့ဒီအချုံမုံနဲ့ပတ်သက်တဲ့ကျမဖြတ်သန်းခဲ့တဲ့ဘဝလေးကိုတင်ပြလိုက်ခြင်းဖြစ်ပါတယ်ကျေးဇူးတင်ပါတယ်